မင်္ဂလာပါညီကိုများအားလုံးပဲမင်္ဂလာပါเนาะကျွန်တော် intro လေးပြောလို့ရှိရင်ကျွန်တော် sharing လုပ်ပေးခြင်းတဲ့အချက်လက်လေးတွေကျွန်တော်ပြောပြခြင်းတဲ့အကြောင်းအရာလေးတွေကိုတော့တွေ့ရမယ်ထင်ပါတယ်ဒါအခုလက်ရှိဂျပန်ရောက်မြန်မာတွေဂျာနယ်မှာရန်ကိုဟော့ဖြစ်နေတဲ့ဒီနေ့တစ်ခုကိုကျွန်တော် sharing လုပ်ပေးတာပါဘောလုံးမနဲ့တော့မသက်ဆိုင်ဘူးပေါ့လေဒါပြောလို့ရှိရင်ကျွန်တော်တို့ဒီအဲ့ဒီအခုလေရန်ဟော့ဖြစ်နေတဲ့ပန်းချံမှာကျွန်တော်ရောက်ခဲ့တဲ့ပုံရိပ်လေးတွေပြောလို့ရှိရင်ကျွန်တော်မျိုးသမီးအဲ့ဒီအခုရန်ဟော့ဖြစ်နေတဲ့တမင်လေးတွေပေါ်မှာဘယ်လိုသဘောထားလဲဆိုတဲ့ပုံရိပ်လေးတွေလည်းပါမှမှာတယ်ညီကိုလေးများကျွန်တော် intro လေးပြောလို့ရှိရင်ပြန်လည်တွေ့ကြမယ်နော်အားလုံးမင်္ဂလာပါဟာဒီနေ့ကတော့ကျွန်တော်ဟိုလေးဘလုံးပွဲအကြောင်းလေးပြောဖို့တော့မဟုတ်ဘူးပေါ့နော်ဒီကျွန်တော်ဒီဗီဒီယိုကြီးလုပ်ဖြစ်တာလေကျွန်တော်ဒီမြန်မာပြည်ကညီကိုတွေမသိသေးတာလေးတခု sharing လုပ်ပေးချင်တာပါအဲ့ဒါတော့အခြားဘာရင်မှတော့မဟုတ်ဘူးဗျာဒီကျွန်တော်ဒီအနောက်မှာကျွန်တော်ဒီ TV မှာပေါ်နေတဲ့ဟိုပုံလေးတိုင်းပဲပေါ့နော်ကျွန်တော်တို့ဂျပန်မှာဂျပန်ရောက်မြန်မာမျိုးသမီးတယောက်ပေါ့နော်ဒီနာရာဆိုတဲ့ဒီပန်းညံမှာကျွန်တော်တို့ကဒီနာရာပန်းညံကကြတော့ဗျာဒီတမင်နီတဘာဝပိမဲ့လွှတ်ထားတာအဲ့လိုမျိုးပန်းညံဗျာအမှဖះအကြောင်းလည်းရှိတယ်ဒီဖះလည်းရှိရပေါ့နော်အဲ့လိုလေးဖះအကြောင်းလည်းရှိတယ်ဖះလည်းရှိတယ်တမင်နီကလည်းဒီလိုပဲလူတွေနဲ့ဥတူကိုသွားလာနေတာလုံးဝလူမကြောက်ဘူးလုံးဝလူမကြောက်ဘူးကျွန်တော်လည်းရောက်ဘူးတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုနေရာကြီးတစ်ခုမှာပေါ့လေဒီမြန်မာမျိုးသမီးကတာတူတော်တော်မှတင်မို့သွားဆိုပြီးတော့တမင်ကိုစီးတယ်ပေါ့နိစီးတယ်ဆိုတာလည်းဟိုလိုကြီးဗျာကျွန်တော်တို့မြင်းစီးသလိုမျိုးဒီမှာခွာစီးပြီးတော့ဟိုတက်လို့လုံနေတာတော့မဟုတ်ဘူးပေါ့လေခဏလေးတက်ထိုင်နေတာပါခဏလေးပါစက္ကန့်ပိုင်းညာဟိဆိုလို့ရှိရင်5စက္ကန့်6စက္ကန့်အဲ့လောက်ပဲရှိမှာပါခဏလေးတက်ထိုင်လိုက်တယ်ပထမတစ်ချိန်5စက္ကန့်လောက်ထိုင်လိုက်တယ်တမင်ကဟိုနည်းနည်းလေးထွက်သွားတော့သူထပ်ပြီးတော့ထိုင်လိုက်တယ်နောက်ထပ်5စက္ကန့်လောက်ပေါ့နော်ခံကုန်ရှိသူစီးတာ10စက္ကန့်လောက်ပဲရှိမှန်းတူတယ်ကျွန်တော်ထင်ပြောတာပေါ့နော်ကျွန်တော်ဒီဗီဒီယိုတူလေးတွေ့ရတဲ့အပိုင်းမှာတွေ့ရတာအခုလက်ရှိကျွန်တော်တို့ဒီဂျပန်ရောက်မြန်မာတွေ Facebook မှာဟေ့ဆိုလို့ရှိရင်ပွက်လို့ရိုက်နေတာဗျာအဲ့လိုမျိုးဆိုတော့ဒါကျွန်တော်ကိုနိုင်လေအဲ့ဒီပန်းချောင်းကိုအဲ့ဒီနေရာကိုရောက်ဖူးတဲ့လူတယောက်အနေနဲ့ကျွန်တော်ရဲ့ဒီအမြင်လေးကို sharing လုပ်ပေးတာပေါ့နော်ဘာလဲဆိုတော့ဟိုဒီအိုက်တမင်နေရာလူလုံးဝမကြောက်ဘူးနံပါတ်1ချက်လူလုံးဝမကြောက်ဘူးဟိုလူတွေတို့နာကတ်လာလို့ရှိရင်လေဒီတော့မှပြေးွားတယ်လို့စိမ့်နေလို့လုံးဝမရှိဘူးဗျာကျွန်တော်တို့ဟိုခွေးတွေကြောင်းကြီးလို့ပဲတည်ရမှာလူနဲ့လက်ပုံးတိရှိတယ်အဆင်ပြေတယ်တို့ကလည်းလူကိုမကြောက်ဘူးတို့အစာကျွေးတယ်ကျွန်တော်တို့သွားလုံးဝဟစ်ဆိုလို့ရှိရင်ကျွန်တော်မျိုးသမီးဟစ်ဆိုလို့ရှိရင်ဟိုတို့ကျွေးမဲ့အစာလေးတွေထုတ်လေးတွေဝယ်လာတယ်ပေါ့နော်အဲ့တမင်တဲ့ကောင်ကိုကျွေးတယ်ကျွေးနေနေဟိုအဲ့ကောင်ကဟိုမကျွေးခင်တော့ရလာတောင်းတယ်သူကလည်းပြီးတော့သူတို့အစာလေးတွေဗျာကျွန်တော်တို့ဟိုမြန်မာကြီးမှာလိုမျိုးဒီလက်တွေငါးတွေအစာကျိုးလိုမျိုးအရွက်တွေအသိနိုင်လည်းမဟုတ်ဘူးသူတို့လောက်ထားတဲ့မုတ်ကလေးပေါ့နော်အချက်ကလေးပေါ့လေအဲ့လိုဟာလေးကိုကျွေးတာကျွေးတော့ဟိုမကျွေးခင်ကလာတောင်းတယ်လာတောင်းတော့လည်းကျွေးတယ်ကျွန်တော်မိမိကကျွေးတယ်ထပ်ကျွေးနေနဲ့သူကတစ်ချက်ပဲစားတယ်သူတို့မုတ်လေးကကျွန်တော်တို့ဘီစကွတ်လို့ခေါ်မှာပေါ့နော်အဲ့လိုအဝိုင်းလေးမုတ်လေးအဲ့လိုမုတ်လေးကိုတစ်ချက်ပဲစားတယ်စားပြီးတော့သူကဘာလုပ်လဲဆိုတော့နောက်တစ်ချက်ကျွေးရင် तू မစားတော့ဘူးကျွန်တော်မိမိကလိုက်ကျွေးတယ် तू မစားဘူးမစားဘဲနဲ့ထွက်သွားပြီးဘာလုပ်လဲဆိုတော့နောက်ထပ် foreigner ပေါ့နော်နောက်ထပ်နိုင်ငံသားတယောက်စီမှာထပ်သွားတောင်းအဲ့လိုပုံစံမျိုးကျွန်တော်မျိုးသမီးစီမှာအစာတောင်းတဲ့ပုံစံမျိုးကို तू ကနောက်ထပ်ဟို foreigner တယောက်စီမှာထပ်သွားတောင်းတယ်အဲ့ foreigner ကြွကြတော့စားတယ်အဲ့လိုမျိုးतू မစားဘဲနဲ့ထွက်သွားလို့ကျွန်တော်မျိုးသမီးကအဲ့အစာလေးကင်ထားတဲ့အချိန်မှာနောက်ထပ်တမင်တစ်ကောင်ထပ်လာပြီးတော့သူ့လိုပုံစံပဲထက်လာအစားတောင်းတယ်အရန်လေတယ်ကျွန်တော်ပြောချင်တာကဗျာဒီတမင်တွေကလူတွေနဲ့အရန်ဒီမစိမ့်ဘူးလူတွေနဲ့အရန်လက်ပုံးတိရှိတယ်ကျွန်တော်တို့ခွေးတွေကြောင်းနေလို့ပဲအဲ့နာရာပတ်မှာရှိတဲ့တမင်တွေကပေါ့နော်လူတွေနဲ့အရန်ကိုရင်းနှီးတယ်ဆိုတာကိုဆိုလိုချင်တာပါပြီးတော့နောက်တစ်ချက်ဂျပန်နီကအဲ့ဒီနာရာကတမင်တွေကိုအရန်ကို sensitive ဖြစ်တယ်အထိမခံဘူးပြီးခဲ့တဲ့တစ်နှစ်ခွဲလောက်ရှိမှန်းနဲ့တူတယ်ဒီတရုတ်လူမျိုးတယောက်ပေါ့နော်တရုတ်လူမျိုးတယောက်ကတဲ့အဲ့လိုပဲဒီမျိုးသမီးလိုပဲတမင်တွေကိုသူပါလဲဘလို့လဲမသိဘူးဗျာချောင်းတယ်လားမသိဘူးလောက်တာအဲ့မှာအဲ့အနားမှာရှိတဲ့ဂျပန်တယောက်က
ဝါထားလုပ်တဲ့ video file လေးကျွန်တော်တို့တွေ့လိုက်ရတယ် TikTok မှာပေါ့နော် TikTok မှာပဲဖြစ်ဖြစ်ဒီ Facebook မှာဆိုလည်း video အတူလေးပေါ့တွေ့လိုက်ရတယ် social network တွေမှာပေါ့လေဒီဂျပန်မှာတော့ဒီ Facebook လို့ TikTok Facebook ဆိုတာတိတ်မတော့ဘူးအဲ့တော့သူတို့ကတော့ Twitter ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်အရန်ကိုဟိုဖြစ်တယ်တရုတ်လူမျိုးတွေသူတို့ဂျပန်လူမျိုးတွေကအရန်ကိုလင်းကြတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီတမင်တွေကိုအဲ့လို6ထောင်နဲ့လောက်တဲ့အတွက်ကြောင့်မဟုတ်လို့ပေါ့နော်နိုင်ငံအထူးသဖြင့်နိုင်ငံသားမုံတီးရေးဆိုတဲ့ခေါင်းစဉ်အောက်မှာဝင်သွားတယ်ဗျာသိလားနိုင်ငံသားဆိုတာတရုတ်ကိုလည်းသူတို့ကမဆိုလို့ဘုသူ့မှာလည်းမဆိုလို့ပဲနဲ့ဘာလုပ်လိုက်လဲဆိုလို့ရှိရင်ခေါင်းစဉ်တစ်ခုတည်းအောက်မှာဂျပန်နိုင်ငံမှာရှိနေတဲ့နိုင်ငံသားတွေဆိုတဲ့ခေါင်းစဉ်အောက်ကိုဝင်သွားအောင်အခုဆိုလဲဒီဟာပြဿနာဟိုပြန်ဆလာတယ်ဒီတစ်နှစ်ကျော်တစ်နှစ်ခွဲအတွင်းမှာပြီးတော့ပိုဆိုးတာကအခုဒီမျိုးသမီးစီးလိုက်တဲ့ဒီမျိုးသမီးတက်ပြီးတော့ဟိုထိုင်လိုက်တဲ့တမင်လေးစီးလိုက်တဲ့တမင်လေးကဘာဖြစ်နေလဲဆိုတော့6ထောက်ကခွင်နေတယ်အရှိတစ်ဖက်ကအရှိဒီကျွန်တော်တို့ညာဘက်အချောင်းက6ထောက်ခွင်နေတယ်အဲ့တော့တို့ရဲ့သတင်းတွေမှာကြေညာထားတာတော့ဒီတမင်ကလွန်ခဲ့တဲ့တစ်ပတ်10ရက်လောက်ကကားအစီအတန်းဖြစ်ထားတယ်ဒီအဲ့နာရပန်းညာဗျာကျွန်တော်တို့ဒီကားလမ်းလည်းရှိတယ်ကားလမ်းလည်းရှိတယ်လုံးဝတဘာဝဟိုပန်းညာလို့လောက်ထားတာဆိုပေမဲ့လည်းဒီကားတွေသူတို့ကားပါကင်ကသွားတဲ့လမ်းလေးရှိတယ်ဗျာအဲ့လမ်းတွေလည်းအဲ့တမင်နဲ့ခါကျရင်ဖြတ်သွားတော့သူတို့ဒီအက်ဆီဒန့်ဖြစ်ထားရင်လည်းတူပါတယ်အဲ့လိုမျိုးဆိုတော့ဟိုကားတိုက်ထားတယ်ပေါ့နော်ကားတိုက်ထားတယ်ဒဏ်ရာရထားတယ်တမင်လည်းဖြစ်နေပြန်တယ်အဲ့တော့ဟိုကျွန်တော်ဆိုလိုချင်တာကဗျာကျွန်တော်ဆိုလို့ရှိရင်လေ2019 3လပိုင်း21ရက်နေ့တည်းကဂျပန်ကိုရောက်နေတာ2019 3လပိုင်း21ရက်နေ့တည်းကနော်အခုဒီ2026ဆိုရှင်ကျွန်တော်9နှစ်ကျော်ပြီ2026 3လပိုင်းကျော်သွားတဲ့ကြောင့်မို့ကျွန်တော်9နှစ်ကျော်ပြီဒီနေ့ချိန်ထိလည်းကျွန်တော်ဂျပန်ရောက်ခရဲကကျွန်တော်မှရွေချက်က2ခုပဲရှိတယ်ဗျာကျွန်တော်မိသားစုကိုကျွန်တော်ပတ်စံဒီပြန်ပို့ပေးခြင်းနဲ့ပြီးလို့ရှိရင်ကျွန်တော်ဒီသူတို့နိုင်ငံသူတို့စီးမြင့်နေအောက်မှာကိုအကျိုးစီးပွားကိုသူတို့နိုင်ငံသူတို့စီးမြင့်နေအောက်မှာရှာမယ်ဆိုပြီးတော့တွေးထားတဲ့အတွေးတစ်ခုပဲရှိတယ်ဗျာသိလားအခြားဒီဘာရွေချက်နဲ့မှဂျပန်လာတာမဟုတ်ဘူးဒါပုံနဲ့ပြောတာပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်ကြောင်းနဲ့လာတယ်ဒီနီဟွန်ကို2နှစ်တက်ကလည်းပြောလို့ရှိရင်ဆာမွန်အစင်းစင်ပေါ့နော်ပညာလိုချင်တဲ့လူတွေကတော့အစင်းစင်တက်ကြတယ်ကျွန်တော်ကတော့အဲ့လိုမျိုးမရှိဘူးနီဟွန်ကို2နှစ်နဲ့လာတယ်နီဟွန်ကို2နှစ်ပြီးတာနဲ့ကျွန်တော်ဒီအလုပ်ကိုပဲဒီဇိုင်းမှလုပ်တယ်ပြောလို့ရှိရင်ကိုဘွားတိုးတက်ဖို့အတွက်ကိုပဲလုပ်တယ်ပေါ့နော်အခုနောက်ပိုင်းဂျပန်လာတဲ့လူတွေကြားမှာကျွန်တော်ဘာလေးကိုတည်ထားမိလဲဆိုတော့ဒါကျွန်တော်အမြင်ဖြစ်မှာပါလေကျွန်တော်အမြင်ဖြစ်မှာပါဟိုဂျပန်ကိုလာကြတယ်ရောက်လာပြီ3-5 လလောက်မကြသေးဘူးဟိုဂျပန်ဖုန်းနံပါတ်ရပြီဆိုတော့ TikTok ဖွင့်တယ်ဟိုလုံးဝဘယ်လိုပြောမလဲသူတို့ဒီဂျပန်ရဲ့ live sign တွေတင်နေတည်မလား store sign တွေသွားတာတင်နေစားတာတောက်တာတင်နေသူတို့လာစာအကြောင်းတွေတင်နေကောင်းပါလေဒါ social ဘက်ကနေ social network ကနေသူတို့ဒီရနိုင်နေမှာအခွင့်အရေးတွေကိုယူတာဒါ appreciate လုပ်တယ်ကျွန်တော်ဒါကျွန်တော်တို့ထက်အောင်တော်တယ်လေသိလားကျွန်တော်တို့ထက်အောင်မှလုံနိုင်တဲ့လူတွေကျွန်တော်တို့မလုံနိုင်တဲ့အရာကိုသူတို့လုံနိုင်တယ်ကျွန်တော်တို့ဆိုမသိဘူးပေါ့ကျွန်တော်2019နဲ့ဂျပန်ရောက်တယ်ရောက်ပြီးတော့လည်းကျွန်တော်မလုံတတ်ဘူးအဲ့လို social ဘိုင်းနဲ့ဝင်ငွေရှာရမယ်ဆိုတာကျွန်တော်မသိဘူးတက်တော့ဆိုတာလည်းကျွန်တော်မသိဘူးဟို Facebook ကနေ monetization အောင်ပြီးတော့ပတ်စံတွေဝင်နေဆိုတာလည်းကျွန်တော်မသိဘူး YouTube ကနေပတ်စံရှာမယ်ဆိုတာလည်းကျွန်တော်မသိဘူးဒါကျွန်တော်မသိတာကိုကျွန်တော်ပြပြတာเนาะကျွန်တော်ဖွင့်နေပြပြတာကျွန်တော်သိတာကကျွန်တော်အလုပ်လုပ်မယ်ကျွန်တော်အချိန်ပိုင်းလုပ်တွေလုပ်မယ်ចောင်းသားအဲ့တုန်းကចောင်းသားဆိုတော့ကျွန်တော်အချိန်ပိုင်းလုပ်တွေလိုက်လုပ်မယ်တွားရင်မြန်မာပြည်ကမိသားစုကိုပတ်စံပို့မယ်အဲ့ဒါပဲကျွန်တော်သိတယ်အခုနောက်ပိုင်းရောက်လာတဲ့လူတွေကကြတော့အဲ့လိုမဟုတ်ဘူးသူတို့တွေဒီရောက်လာတဲ့ဟို TikTok ဖွင့်မယ် TikTok မှာ follower ရှာမယ်ဘာညာကောင်းပါလေဒါသူတို့ရဲ့ဟိုလုံနိုင်စွမ်းက social ကနေဘလို့အင်ကန်ရအောင်ယူနိုင်မလဲဆိုတော့ဒီအသက်ပညာတစ်ခုကဒါတော်တယ်ပြောရမယ်ကျွန်တော်တို့ဆိုရှင်90ဘိုးနေပေါ့နော်1990နဲ့မွေးတာဆိုတော့90ဘိုးနေဆိုတော့အဲ့လိုမှကျွန်တော်တို့မှအဲ့လိုထိအတက်မရှိဘူးဒါပေမဲ့တစ်ခုတော့ရှိတယ်ဗျာတိလားကျွန်တော်တို့က rule လေးတော့တစ်ခုထားပေါ့နော်စီးမြင့်လေးတော့တစ်ခုတော့ထားဟိုပတ်ဆိုင်ရတာကမှန်ပေမဲ့ follower များတာမှန်ပေမဲ့လူကြည့်များတာမှန်ပေမဲ့ကိုလုပ်တဲ့အရာကဘလူတွေပေါ်မှာကောင်းကျိုးပေးသလိုကိုရတဲ့ပတ်စံရောဟိုဘလူတွေကိုနင်းချပြီးတော့ပတ်စံရတာလုံးဆိုတာမျိုးလေးတော့တခုရှိတာပေါ့နော်ကျွန်တော်ကအဲ့ဒါလေးတခုတော့မြင်တော့စိတ်မကောင်းဘူးဘာလို့မကောင်းတာလဲဆိုတော့ကို၌လည်းအဲ့ပန်းကြောင်ရောက်ဖူးတဲ့အဲ့တမင်လေးတွေကိုတွေ့ဖူးတဲ့လူတယောက်နေနေနေဆိုတော့လေဟိုစိတ်မကောင်းဘူးဟိုအဲ့လိုမျိုးဆိုတော့
ဒါဒီညီမလေးလည်းဘယ်လိုဖြစ်လာမလဲကျွန်တော်တို့မသိဘူးเนาะဒီမျိုးသမီးလည်းဘယ်လိုဖြစ်လာမလဲကျွန်တော်တို့မသိဘူးအခုဆိုရင်တော့ Facebook မှာတော့ပွက်လုံးညမ်းနေရပဲပေါ့လေကျွန်တော်တို့ဒီအထူးသဖြင့်မြန်မာရောက်ဂျပန်နေကြားထဲမှာဟေးဆိုရင်တော့သူကတော့လုံးဝဒီနေ့9 ရက်နေ့မှာတော့ popular ဖြစ်နေရပေါ့လေဒါပေမဲ့မလုတ်တဲ့ຢာတခုကိုလုတ်ခဲ့လို့ပဲထင်တယ်ပြီးလို့ရှိရင်မြန်မာတွေကြားထဲမှာလည်းမဟုတ်ဘူးစင်ကာပူကဒီနိုင်ငံသားခရီးသွားတယောက်ကလည်းတင်ထားတဲ့ YouTube မှာပဲဖြစ်ဖြစ်ဂျပန်လူမျိုးတွေတုံးတဲ့ social network ဖြစ်တဲ့ Twitter မှာပဲဖြစ်ဖြစ်အရန်ကိုဝေဖန်ခံနေရတယ်ဒီဗီဒီယိုလေးတခုကကျွန်တော်အဲ့ဒါလေးကိုပြောတာပေါ့နော်ကျွန်တော်တို့ဘယ်နိုင်ငံကိုပဲရောက်ပါကျွန်တော်မြန်မာလူမျိုးတွေအားလုံးသူတို့နိုင်ငံသူတို့စီမင်းအောက်မှာအကျိုးရှိလေးနဲ့အစီအပြေလေးနဲ့နေထိုင်ပြီးတော့စီးပွားရှာနိုင်ကြပါစေလို့ပဲကျွန်တော်ကတော့အကြံပေးပါတယ်အဲ့ဒါလေးပဲပြောချင်တာပါ